ချင်းပြည်ထန်တလန်မြို့နယ်ကုချကျေးရွာမှာအိမ်ထောင်ရှယ်အမျိုးသားတဦးကဇနီးနဲ့သမီးကိုတနက်နဲ့ပြစ်တက်ပြီးနောက်မိမိကိုယ်ကိုယ်လည်းအဆုံးစီရင်သွားတယ်လို့သိရပါတယ်။ကုချကျေးရွာမှာနေထိုင်တဲ့အသက်33နှစ်အရွယ်ပူကျုံနှင်ထောင်းဟာဇန်နဝါရီလ22ရက်ည7:00နာရီခွဲဝန်းကျင်မှာအိမ်နေတဲ့ဇနီးနဲ့သမီးဖြစ်သူကိုတနက်နဲ့ပြစ်တက်ပြီးမိမိကိုယ်ကိုယ်လည်းအဆုံးစီရင်သွားခဲ့တာလို့ရွာသားတွေထံကနေသိရပါတယ်။ဇနီးဖြစ်သူအသက်34နှစ်အရွယ်ဘီနီဂျာနှင်းမှာအခင်းဖြစ်ရာနေရာမှာပဲပွဲချင်းပြီးတည်ဆုံပြီးသမီးဖြစ်သူအသက်12နှစ်အရွယ်အမ်ပါကတော့ရွာသားတွေကဆေးရုံကိုပို့ဆောင်နေစေလမ်းခုလက်မှာဆုံးပါသွားခဲ့တာလို့သိရပါတယ်။ရွာသားတွေရဲ့ပြောချက်အရဘိုးကျော်နှင်းထောင်းဟာအရက်အလွန်ကျွံတောက်တက်သူဖြစ်ပြီးအရင်ပတ်ကလေးကသွေးကြောင်နေသလိုစိတ်ကြောင်ခြောက်ခြားဖြစ်နေတယ်လို့လည်းသိရပါတယ်။၎င်းတို့မှာသားသမီး3ယောက်ရှိပြီးသမီးအကြီးကဟာခါမြို့မှာကျောင်းတက်နေပြီးအငယ်ဆုံးသမီးကတော့ကံကောင်းစွာဖြင့်အသက်ဘေးကနေလွတ်မြောက်ခဲ့တယ်လို့သိရပါတယ်။သူတို့3ယောက်စလုံးရဲ့ရုပ်အလောင်းကိုတော့ယနေ့ညနေပိုင်း3နာရီမှာခရစ်ယာန်ထွန်းဆန်စင်လာအရမြေမြုပ်တင်ကြိုခဲ့ကြတယ်လို့သိရပါတယ်